ကျွန်တော်ရှေ့ဆက်ပြီးစန်တဝါဝါနဲ့ရှောက်လာတော့လမ်းမှာလူရိပ်လိုတွေ့တယ်။ဟေးခဏလေးနေပါဦး။မိနေတဲ့အမှတ်တရရဲ့ပြောပါဦး။သူကခလန်းလန်းနဲ့လှမ်းអော်တယ်။ရိတ်က6ပေလောက်ရှိပြီးပင်ရှိပဲ။ကောင်းကကတုံးလားခေါင်းစုပ်ဥထုပ်ဆောင်တာလားမသိခက်လုံးဖြစ်နေတယ်။ဘသူတော့ခမငါ့ကိုမင်းလိုဖြတ်သွားဖြတ်လာတွေကတော့ memory plate လို့ခေါ်ကြတာပဲ။ခုလိုပေါ့မင်းရဲ့မေ့နေတဲ့အမှတ်တရတွေကိုတောင်းတာမျိုးပေါ့ပြီးတော့ငါစားတာပေါ့အဲ့အမှတ်တရတွေကိုလေ။အော်အမှန်တိုင်းပြောရင်ကျွန်တော်ဘာတွေဖြစ်နေမှမသိဖြစ်နေတာတွေပေါ်လဲသိပြီးစိတ်ဝင်စားလာအောင်ဒါတွေကယုတ်တိမှမရှိတာအိမ်မက်လိုပဲကျွန်တော်ယုံကြည်နေတယ်အချိန်တန်နိုးသွားမှာပေါ့လေပြောပါဦးမင်းတို့ဘာမှအရေးမပါတော့လို့တော်တော်ပြန်စဉ်းစားမှတတိယတဲ့အမှတ်တရမျိုးပေါ့ဘာလို့အားကောင်းတဲ့အမှတ်တရတွေမစားရလဲစားမကောင်းလို့လေနောက်ပြီးတော့ငါတို့တွေကလူတွေရဲ့မေ့သွားရင်ကောင်းမှာပဲဆိုတော့ပြင်းပြတဲ့ဆန္ဒတွေကနေမွေးဖွားလာတာဒါပေမဲ့လူတွေတေချာမမေ့သေးတာတွေကိုစားလို့မရသလိုတေချာမှတ်မိနေတာတွေလည်းစားလို့မရအောင်မေ့ပြောက်လို့ဖြစ်သွားတာမျိုးပဲစားလို့ရတယ်ဘာလို့လဲမေ့ဖြစ်ဖို့ကြိုးစားနေသေးပြီးမေ့လို့မရဘူးလေမေ့ပြရမယ်ဆိုတဲ့အတွေးကမမေ့ဘူးသတိပေးနေတယ်လို့ဖြစ်ပြီးတော့ခေါင်းထဲကထွက်ကိုမသွားတော့တာအဲ့လိုမျိုးအားကောင်းပြီးရှင်သန်နေတဲ့အမှတ်တရတွေကိုကြတော့စားလို့မရအောင်စားလို့လည်းကောင်းမှာမဟုတ်အော်ပြောပါတခုလောက်သပင်ရှည်ကြီးတွေအကြောင်းဆိုလဲဟမ်သပင်ရှည်ကြီးတွေဆိုပါလားအဲ့မှတ်တရကျွန်တော်မှရှိလားမင်းညကတော့သပင်ရှည်ကြီးနဲ့မိမတယောက်ကိုဖြတ်ခနဲ့မြင်ပြီးတော့ဘာကိုသတိရတာမှမသိသတိရတာသေးတာစဉ်းစားကြည့်ငါ့ကိုပြောပြအေးမြဆိုတဲ့နာမည်ကကျွန်တော်ကောင်းတဲ့ကိုဒိန်းကင်းနဲ့ရောက်လာတယ်အေးမြလွန်ခဲ့တဲ့8နှစ်ကကျွန်တော်နဲ့2နှစ်လောက်ပေါင်းခဲ့တယ်ကျွန်တော်မိန်းမပဲယာယီကျွန်တော်မိန်းမပဲကျွန်တော်ဘေးမှာ2နှစ်လောက်အတူရှိခဲ့တဲ့တရားဝင်ဇနီးမယားပဲအေးမြလေအေးမြကြောင့်ပြောပြ memory plate ရဲ့အရေးကတဖြည်းဖြည်းထင်ရှားလာတယ်လို့ပဲခေါင်းနေရာလုံးလုံးလေးကအပြာရောင်မိမ့်မိန်လေးတန်းလာတယ်အေးမြညငတ်ပဲလူရောစိတ်ရောအထီးကျန်တဲ့ညမှာအေးမြကိုကျွန်တော်ခေါ်ခဲ့တယ်အေးမြကျွန်တော်ကိုနမ်းလိုက်တဲ့အချိန်မှာကျွန်တော်စိတ်တွေကဝုန်းဝန်းနဲ့အတိတ်ကိုနှုတ်ဆက်သွားခဲ့တယ်အေးမြအနက်ဘာမှမသိတဲ့ခံစားမှုကျွန်တော်ပေးတယ်သူ့အနက်ထဲမှာ MRTV4 platform ကျယ်ကြီးတွေနုစီကောနဲ့ခွက်ဆောင်ခုတ်တဲ့တကြံဘတ်ကားက90ပါရိညာ DVD ခွေတွေပါတယ်memory plate တဲ့ကျင်းနဲ့နေတန်းပေါက်တယ်တကယ်တော့ကျွန်တော်တို့စကားမပြောကြအောင်ကျွန်တော်တွေးနေသမျှကိုသူသိနေပြီသူပြန်ပြောသမျှကိုကျွန်တော်ကြားနေရတာအေးမြမှာသပင်ရှည်ကြီးတွေရှိတယ်သပင်တွေကိုကျွန်တော်ဘိုက်ပေါ်ပုံချထားတယ်သပင်တွေကနှိပ်လိုက်မြင်လိုက်နှာခေါင်းထဲကိုအဲ့ဒီအနံ့ထပ်ဝင်လာတယ်ဘာအနံ့လဲကျွန်တော်သူ့သပင်တွေကိုအငမ်းမရဆွဲနှမ်းတယ်ပကုံးနဲ့လေပင်ဆက်မှာကျွန်တော်နှာခေါင်းမြုပ်ပလိုက်တယ်သူ့ရဲ့ခဆောင်းသားနုကိုကျွန်တော်ကိုက်လိုက်ပြီးတော့သူ့ရဲ့မိညောင်ကိုကျွန်တော်လက်ချောင်းလေးနဲ့ပုတ်တက်တယ်နောက်တော့ခန်းစားချက်တွေအတိတ်ကိုရောက်သွားတယ်လက်တစ်ဖက်ကပေးရခဲ့ကြအောင်ကိုင်တစ်ဖက်ကဖေလားအမေလားဘသူ့လားဆွဲပြီးတော့ကောက်ပအောင်လိုက်ခဲ့တဲ့အချိန်တွေကိုလည်းအလဲရောက်တယ်ဆေကျော်သက်အခြေဥဘွားရင်ကုန်မှုလည်းခံစားရတယ်စိတ်ဖိစီးမှုတွေမရှိပူပန်စရာတွေနေတယ်ဆေကျော်သက်ဘွားကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်အတူအိတ်တာနေစားပြီးတော့အချိန်ခီးသွားတယ်လို့မျိုးဖြစ်သွားတာလားပလိတ်ကမေးတယ်စိတ်ပဲပေါ့နော်ခံစားချက်ပေါ့အဲ့ဒီအပူပင်မရှိတဲ့ကလေးဘွားကိုပြန်ရောက်သွားတယ်လို့ခံစားရတာအဲ့ကာလာတော့ကရခဲ့တဲ့ဒီလွတ်လပ်ပေါ်ပါမှုတွေစိတ်ကပြန်ခံစားရတာနောက်တော့ကျွန်တော်အေးမြကိုချစ်မိသွားတယ်တကယ်လားအခုပြန်တွေ့တော့ကျွန်တော်ဘယ်လိုပြန်ဖြစ်ရမလဲမသိဘူးအဲ့တော့
ကျွန်တော်သူနဲ့အတူနေခြင်းတယ်သူ့ရဲ့ကိုယ်နှံအမြဲရခြင်းတယ်သူ့အသားတွေနဲ့ကျွန်တော်အသားတွေထိထားခြင်းတယ်ကျွန်တော်သူ့ကိုအဲဒီတော့ကတော့ချစ်တယ်လို့ထင်တယ်ဗျကျွန်တော်တေချာစဉ်းစားပြီးပြန်ဖြေတယ်ကျွန်တော်မှညံ့နေရတကယ်ကိုခေါ်ပါပါအေးမြလင်မယားဖြစ်မှသိလာတဲ့နာမည်ပါစတွေ့တော့ကသူကသူ့ကိုယ်သူအေးလို့မိတ်ဆက်တယ်အဲ့တော့ကျွန်တော်အဖက်ဖက်ကကြာရှုံးနေတယ်ဒါပင်ပန်းတယ်အထီးလဲကျန်တယ်လူရောစိတ်ရောသူနဲ့ခန္ဓာကိုယ်ချင်းရင်းနှီးနေတဲ့အချိန်တိုင်းမှာကျွန်တော်စိတ်ကရီးရရပုံဖော်မရတဲ့အတိတ်တစ်ခုပြန်ရောက်သွားသလိုခံစားရတယ်အပူပဲမရှိဖိအားမရှိအသက်ရှင်မှုအကြောင်းပြချက်တွေအတင်းလိုက်ရှာနေရတာမျိုးမရှိတဲ့အချိန်ကာလတစ်ခုပေါ့နောက်တော့ခေါ်ရတာစိတ်လာရင်ပတ်စံမတက်နိုင်တော့တာနဲ့အေးမြောက်တခါလည်းလက်ထပ်ခွင့်တောင်းလိုက်တယ်ပိုကြိုက်တယ်ထင်လို့လားပဲလေရဲ့မိကောင်ကလောင်ပြောင်တန်ပါနေတယ်တိတ်တိတ်လေးနေပြီးပဲကျွန်တော်ဝန်ခံလိုက်ပါတယ်အေးမြဆဆချင်းမှမယုံ6လလောက်ကြာတဲ့အထိအေးမြလက်မခံအောင်ဒါပေမဲ့ကျွန်တော်ခေါ်ရိုင်းတော့ customer တယောက်လိုသဘောထားပြီးလားမသိခေါ်ရိုင်းလာတော့မယ်ကျွန်တော်လက်ထပ်ခွင့်တောင်းလိုက်မနောက်ပါနဲ့အကိုရဲ့တဲ့အေးမြကျွန်တော်ကိုချစ်နိုင်မလားလို့မေးတော့လေမထင်ပါဘူးအကိုရဲ့တဲ့နောက်အေးကိုဘာလို့ချစ်တာလဲလို့သူကမေးတော့ကျွန်တော်လည်းပါစက်သေးရှိရဖြေရဲ့အနေနဲ့အေးရဲ့သပင်ရှည်ကြီးကိုမျက်နှိုးလို့ကျွန်တော်ဖြေလိုက်တယ်နောက်တော့2လအကြာမှာအချင်းချင်းလက်မှတ်ထိုးပြီးလက်ထပ်လိုက်ကြတယ်အေးမြနဲ့လက်ထပ်တာထင်သလောက်မလွယ်ဘူးသူကောင်းချင်းမှုကြိုးစားရတာလည်းမလွယ်သလိုကျွန်တော်အတိုင်းဝိုင်းလည်းခါခါတီးတီးကန့်ကွက်ကြတယ်ခက်ခက်နဲ့ခရောင်းလန်းကိုဖြတ်ပြီးတော့မှရသွားတဲ့အိမ်နာဦးစာမှာနေနေညညအခွင့်အရေးရတိုင်းအေးမြနဲ့အတူကျွန်တော်တိတ်ကိုလဲသွားတယ်ပြစ္ဆုတ်ပံမှာကျွန်တော်ခန္ဓာကိုယ်ကအေးမြရဲ့ခန္ဓာကိုယ်နဲ့ပူကပ်ပူသက်နေပြီးတော့သူ့ရဲ့ကိုယ်နှံကိုစိတ်တစ်ခုလိုအငမ်းမရရှူရှိုက်ပြီးကျွန်တော်ရဲ့စိတ်ကိုအတိတ်ကိုပြန်ပို့တယ်နောက်အဲ့ရနေကျွန်တော်စိတ်သက်သာရမှုနဲ့ပျော်ရွှင်မှုတွေရတယ်ကျွန်တော်အဆင်ပြေလာတယ်ကျွန်တော်ပျော်လာတယ်နောက်တော့ကျွန်တော်အတိတ်တက်ပိုကောင်းတဲ့ဘဝကိုပိုင်းလာတယ်တိတ်ကိုလူတွေကလွမ်းကြတာပြန်မရနိုင်လို့ရယ်နောက်ပြီးတော့ပိုကောင်းတယ်လို့ထင်တာကြောင့်ရယ်ပဲအချိန်ပိုင်းခြားကြီးတစ်ခုလုံးမဟုတ်တော့အတိတ်ကအခိုက်အတန့်လေးပဲဖြစ်ဖြစ်အခုနဲ့ရှင်ပိုကောင်းတယ်ထင်တာမျိုးပေါ့ဒါမဲ့နောက်ပိုင်းကျကျွန်တော်ပြစ္ဆုတ်ပံပိုကောင်းလာတယ်နောက်တော့အနာဂတ်ကပိုအောင်ကောင်းမဲ့ပုံပေါ်လာတယ်ပိုကောင်းတဲ့အနာဂတ်ကိုစိတ်ကူးယဉ်ကြည်အဲ့စိတ်ကူးထဲမှာအေးမြတ်မပါတော့အေးမြတ်နဲ့ကျွန်တော်လူရောစိတ်ပါဝေးလာတယ်ဒါတွေကတစ်နှစ်ကျော်အတွင်းမြင်ဆန်းဆန်းဖြစ်လာတာအေးမြရဲ့စပယ်တွေကပိုရှည်လာတယ်အေးမြကတကူးတကသရထင်တာပါပဲသူ့စပယ်တွေကိုကျွန်တော်မမုန်းဝင်မဲ့အထုတလဲကြိုက်တာမျိုးပဲလည်းမရှိပါဘူးအဲဒီတော့ကအချိန်ခီးသားခွင့်လက်မှတ်ကိုဆုံးရှုံးသွားဆိုတဲ့အတွက်ပါဇက်တဲရှိတာပြောလိုက်တာပါပဲအေးမြစပင်ချီတွေကိုရီချိုးကန်းထဲမှာမြင်ရရင်ရှော့တယ်တပြက်စီလဲရင်ပါလာရင်လည်းရှော့တယ်နင်းမိရင်လည်းစိတ်ပြတ်တယ်အိယာပေါ်မှာထွေးလိုက်မြင်ရရင်လည်းအောက်ကလီဆန်တယ်တရက်တော့အေးမြဝေအတူမနေတာလဲကြာပြီဆိုပြီးတော့သူ့ဘက်ကစားလာတယ်အေးမြသူ့ရဲ့ပိုးရှည်လာတဲ့စပင်ရှည်ကြီးကိုကျွန်တော်ဘိုက်ပေါ်ပုံချထားတယ်စပင်တွေကနှိမ့်လိုက်မြင်လိုက်နှာခေါင်းနဲ့အိုက်နဲ့ကြီးထောက်ဝင်လာတယ်ဘာနဲ့လဲမိခိုးနန်းလို့ချစ်တော်နန်းလို့ကျွန်တော်သူ့စပင်တွေကျွန်တော်မျက်နှာနာမထီအောင်မသိမသာရှောင်နေမိရဲ့ကျွန်တော်ကောင်သူဆွဲယူပြီးသူ့ပခုံးနဲ့လဲပင်အဆက်မှာကျွန်တော်နှာခေါင်းဆွဲမြုပ်လိုက်တော့မအံမိအောင်ထိန်းထားရတယ်နှလုံးထဲမှာတခြားတရားဘက်ကိုမြင်ရပြီသူ့ရဲ့ခစောင်းသားကိုကျွန်တော်ကိုက်ပြီးသူ့ရဲ့မိညောင်ကိုကျွန်တော်ပုတ်တက်တယ်ခေါင်းလန်ပြီးခတ်တိုးတိုးသူညီရောပွင့်သွားတဲ့သူ့ပါးစပ်ထဲကသွားအတွင်းပိုင်းကြောက်တူကိုကျွန်တော်တင်ချမြင်လာရတယ်
လင်းကြီးမြေကြီးလှုပ်ရှားနေတဲ့ကျွန်တော်ခါလေးလံပြီးငြိမ်သက်လာတယ်။ကျွန်တော်ဘာမှထိုင်နေနဲ့ကုန်းနှမ်းပြီးသူ့ရှာနဲ့ကျွန်တော်ရှာကိုထိတွေ့ဖို့လုပ်တဲ့အချိန်မှာသူ့သွားကြကိုကျွန်တော်ရှာနဲ့တိုးမိတယ်လို့ခံစားရပြီ။ကျွန်တော်ချက်ချင်းဝုန်းဝန်းနဲ့ကုန်းထားလိုက်တယ်။ဒီချိုးကနေမှနိုင်ခွက်လောက်ကြာအောင်စေးကြော်ပြီးမှကျွန်တော်အိမ်ကထွက်သွားခဲ့တယ်။ညငတ်မလို့တမိုးထားမဲ့လူမရှိဘူးဆိုတော့အတွေ့ပိုးဝင်သွားမှာပဲ။ပလဲရဲ့ခေါင်းကအပြာအောင်ဆက်ဝိုင်းကအယောင်တောက်လာတယ်။အင်းတော့လူများဖြစ်သွားမလားပဲ။အဲ့လိုဖြစ်ခဲ့တာမဟုတ်လား။မဟုတ်ပါဘူး။သူ့လောက်ကန်ကိစ္စအကောင်းနဲ့မှတော့မရှိပါဘူး။နောက်တော့ဗာဆက်ဖြစ်ကြ။ခမသိပြီလားပဲမဟုတ်လား။ဆန်ဦးထဲမှာစမ်းရှိရတော့လူတိုင်းသိတာပဲ။ဒါပေမဲ့စားလို့မှမရ။ပလိကချက်ချင်းပြန်ပတ်တယ်။ကျွန်တော်6လလောက်အိမ်ကပျောက်သွားတယ်။သူလည်းစိတ်ထိခိုက်သွားပုံမှာပဲ။ဟုတ်ချင်မှလည်းဟုတ်မှာပေါ့။ကျွန်တော်ထွက်သွားပြီး3လအကြာမှာအေးမြတခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်တယ်။ပြန်စဉ်းစားတော့ဖောက်ပြန်လာလားအထီးကျန်လာလားမြေတာငတ်တာလားဝိုင်းရရလားကျွန်တော်တကယ်မသေးခွဲခဲ့ဘူးကျွန်တော်ဒီတိုင်းပဲထွက်သွားခဲ့တာပဲတရက်မှာရုတ်တရက်ကျွန်တော်အိမ်ပြန်လာတော့ကျွန်တော်တို့ရဲ့ခရီးမှာအေးမြထိုင်းနေရက်မြမှာအကောင်တော်ထူထောက်လို့အေးမြရဲ့ခြေချောင်းတွေစုံနေတယ်အေးမြကသူ့ကိုလောဘကြီးပြီးကောင်းမုံဖြတ်တတ်တဲ့တထေးမတယောက်ကနေမယောနိုင်နင်းလာစားတွေကဖြတ်မယ်လို့ပြောနေတယ်လို့ပြောမျိုးနဲ့အဲ့ကောင်ကြည့်နေတယ်အခြေအနေတွေကရှုပ်ထွေးသွားတယ်အေးမြကဘာမှလည်းမငြင်းဘူးဘာမှလည်းမပြောဘူးဘလောက်ကြာပြီလဲမေးတော့3လတဲ့ကွာမလားမေးတော့သဘောလေတဲ့သူ့ပုံမှာခက်အေးပဲဆိုတာပြန်စဉ်းစားကြည့်တော့ပြီးပြင်းမှတ်မိလာတယ်သူ့ရဲ့အေးစေးမှုကတကောင်ထက်ထူပြီးပိုမောင်စရာမရှိရဘူးဆိုတဲ့ခံယူချက်နဲ့ရှေ့ဆက်နေတဲ့လူတယောက်လိုမျိုးပဲအေးမြနဲ့ကွာရှင်းမှုပြင်ဆင်နေတဲ့အချိန်မှာလူကကျွန်တော်ဖုန်းဆက်တယ်အေးမြသူ့ကိုရှောင်နေလို့စေးဆက်ပေးပါတဲ့ bro what the fuck လို့ပြောဖို့တော့မေးပြီးတော့ဖုန်းချလိုက်တယ်ဒီကောင်ဆိုင်ကိုကောင်ပဲလို့လည်းတွေးမိသေးတယ်ကွာရှင်းပြီးနောက်ကျွန်တော်နိုင်ငံခြားခဏထွက်သွားတယ်အကုန်လုံးနဲ့ဆက်သွယ်တွေပြတ်ပင်မယ်အေးမြတယောက်မတော်စားမှုဖြစ်တယ်လို့တော့ကြားလိုက်တယ်ကတိုက်ခံရတာလို့ခြေထောက်ကိုဓာတ်နဲ့ခုတ်ခံရတာလို့လည်းကြားတယ်ဘာဖြစ်သွားလဲတေချာမသိဘူးပေါ့อืมပလိကောင်ကအပြိုင်အောင်စောင့်ရမိန်လာလိုက်တောက်လာလိုက်နဲ့အသက်ရှူနေတယ်လို့ပဲစိတ်မပူဘူးလားသတိမရဘူးလားမင်းကြောင့်သူ့ဘဝတစစ်ချိုးပြောင်းလဲသွားတာရောသိရလားအင်းတော့အဲ့လိုတွေးကြည့်ရလဲဟုတ်တာပဲကျွန်တော်တွေးဆဆပြောမိတယ်အေးမြအတွက်တော့ဒါဘဝနဲ့ချီတဲ့ဖြစ်ပျက်တစ်ခုပဲမင်းကြမိတောင်နေပါရောလားဘာကြောင့်လဲသိလားကျွန်တော်ကခံရတဲ့သူမဟုတ်လို့လားဒါဘောကွာဟုတ်တာပေါ့ခံရတဲ့သူကကိုယ်တိုင်မဟုတ်သေးတော့တစ်ဖက်သားရဲ့ဆင်းရဲဒုက္ခတွေကဘဝနဲ့ပဲချီချီတန်တရားနဲ့ပဲချီချီတခြားသူအတွက်စကားလုံးတစ်လုံးစကားလုံးတစ်လုံးထပ်ပို့မှမဟုတ်မင်းဘယ်လိုမေးလိုက်တာလဲဘလိတ်ကဆက်မေးတယ်ဘယ်လိုမှမမေ့ဘူးဒီတိုင်းမေ့သွားပဲမေ့ပြဖို့လည်းကျွန်တော်မကြိုးစားဘူးတခုခုကိုထားခဲ့တယ်လို့မျိုးထားခဲ့လိုက်တာပဲနောက်တော့10နှစ်အတွင်းဘာမှမဖြစ်ခဲ့တယ်လို့တဖြည်းဖြည်းမှိန်သွားတာပဲကျွန်တော်သူ့အတွက်စိတ်မကောင်းဖြစ်ချင်ပါတယ်ဒါပေမဲ့စိတ်ထဲမှာဘယ်လို့မှဖြစ်မနေတာတော့အမှန်ပဲဒါဖြစ်ခင်ဗျာကျွန်တော်မှတ်ညံနေစားလိုက်ကျွန်တော်အေးမြန်းနဲ့ပတ်သက်တာတွေအကုန်မေ့သွားမှာလားကျွန်တော်ဆက်မိတယ်အင်းပေါ့တခါတည်းနဲ့တော့မမေ့ဘူးဒါပေမဲ့တခါစားပြီးတိုင်းငကိုမိန်နေတဲ့မှတ်ညံတွေကပါကုန်တာနောက်တဖြည်းဖြည်းနဲ့ပျောက်သွားတယ်ပလိတ်ကရှင်းပြတယ်ဒါဖြစ်ခင်ဗျာနောက်3-4ခေါက်ထပ်ကြွေးရအောင်ပါပေါ့ခုကအေးမြန်းနဲ့ပတ်သက်တဲ့မှတ်ညံတွေကိုစားနေ4ခေါက်မြောက်လေကျွန်တော်တွေ့ဘူးလေလားဒါပေါ့ဒါပေမဲ့တွေ့ဘူးတဲ့ဆိုတဲ့မှတ်ညံကိုစားလိုက်တဲ့အတွက်မေ့သွားတာကျွန်တော်မကြွေးရင်ရောခင်ဗျာလူစားမှာလားဟင်မင်းဆုံးဖြတ်လေမင်းဆန္ဒမပါရင်အမှတ်တရတွေငါစားလို့မရပါဘူးမင်းမနှိသေးသေးရင်တော့တခါပြန်သတိရတဲ့အခါအပြစ်ရှိတယ်လို့ခံစားရရင်တော့ခံစားရမှာပေါ့
အေးမြဆိုတဲ့မိန်းမတစ်ယောက်ရဲ့ဘဝစိတ်ပိုင်းတစ်ခုကိုကမောက်ကမဖြစ်စေခဲ့တဲ့အတွက်အပြစ်ရှိတဲ့စိတ်ကြီးနဲ့မရှင်သန်ကျင်တော့တဲ့အတွက်ကျွန်တော်နှစ်ခါမစင်စားပဲ memory plate ကိုကျွေးဖို့သဘောတူလိုက်တယ်တကယ်တော့မင်းကသတိရနေလေခဏတစ်ဖြုတ်ပဲစိတ်မကောင်းဖြစ်မှာပါခံရတာမင်းမမဟုတ်တာပလေးရဲ့ခေါင်းလုံးလေးတစ်ခုလုံးပောက်ခွဲတော့မလို့အပြာရောင်လင်းရောင်တောက်တောက်လာပြီးမှပြန်ငြိမ်သွားတယ်အရသာရှိရဲ့သူကအားရပါရဖြစ်ရဲ့ကျွန်တော်ရင်ကတခြားဘာတွေကြွေးဘူးသေးလဲကျွန်တော်မေးလိုက်တယ်ငငယ်ကမိသားစုနဲ့အမှတ်တရတွေဆယ်တန်းဖြည့်တော့အမှတ်တရတွေချစ်ဦးနဲ့ပတ်သက်တဲ့အမှတ်တရတွေလို့ဟိုနဲ့ဒီနဲ့ပါအဲ့ဒါတွေကကျွန်တော်ကြွေးခဲ့တာလားအချိန်မဲလေအခုရေးပါနေတာတော်တော်များများအချိန်တစ်ခုကြာလုံးဝအရေးမပါတော့လို့ဖြစ်သွားမှာပဲလောက်တော့ကြိုးစားခဲ့တာချစ်ခဲ့ရတာတမှုထားခဲ့ရတာကာကွယ်ရတာရွတ်သွခဲ့တာဗာခဲ့တာညာခဲ့တာဖြစ်ခဲ့ခဲနဲ့ဆုံခဲ့တဲ့အရာအားလုံးကအတိတ်မှကြံခဲ့တာပဲအတိတ်ကမှတ်တရတွေပိုတန်မိုးရှိလာတယ်လို့တချို့မှတ်တရတွေဆိုတာလဲတန်မိုးကျသွားတယ်ဟိုဟာကြီးကရှေ့ဆက်နေရတယ်လို့လားပြီးတော့ပိုကောင်းတဲ့အရာတွေအမြဲတမ်းဖြစ်လာနေတယ်လို့ပိုဆိုးတဲ့အရာတွေကိုလည်းကြုံအောင်ပါပဲဒီစုပ်ပံသားထဲမတွက်ဘူးဆိုရင်အကောင်းဆုံးမှတ်တရတို့အဆိုးဆုံးမှတ်တရတို့ဆိုတာမရှိဘူးရှင်သန်ရတာပင်ပန်းတာပဲကျွန်တော်ညီးတယ်မင်းတစ်ခါပြောဘူးလားရှိပါတယ်ဆယ်ကျော်တက်လောက်ကထင်တယ်ဘာပြောရလဲမင်းကမစိုးရင်ဘူးစိတ်ဝင်စားတာတဲ့မနှက်ချက်မှာဘာဖြစ်မလဲဆိုပြီးမစိုးရင်မယ်နဲ့မနှက်ချက်မှာဘာဖြစ်မလဲဆိုပြီးစိတ်ဝင်စားတာတဲ့အော်မင်းနော်ကျွန်တော်ခက်ရပြုံးလိုက်တယ်နှာခေါင်းထဲမှာတစ်ချိန်ကအတိတ်ကိုပြန်ပို့ပေးနိုင်ခဲ့တယ်အေးမြရဲ့ကိုယ်နှံခက်ဝါရတယ်သူ့ကိုဘယ်တော့မှမေးပြဖို့မကြိုးစားခဲ့ဘူးမေးပြရလောက်အောင်အရေးမပါတော့တဲ့သူဖြစ်သွားတော့ပြောရမလားပဲဒါကြောင့်လည်းမြန်ဆန်မေ့သွားနိုင်တာနေမှာကျွန်တော်ခမည်းနဲ့အရင်တစ်ခေါက်ဒီမှာတော့ခမည်းကိုဒါတွေကိုတော့စားပေးပါဆိုပြီးတော့တောင်းပန်ခဲ့တာမျိုးရှိလားရှိတာပေါ့မင်းနဲ့မကပါဘူးလူတွေကငါ့ကို memory plate မှန်သိတဲ့အခါသူတို့မေးကျင်တဲ့အမှတ်တရတွေအတင်းထိုးကြွေးကြရပဲစားလားပြောပြပါရောမေးပြဖို့ကြိုးစားနေတဲ့အမှတ်တရတွေကိုစားလို့မရဘူးလေကျွန်တော်ဗာဆက်ဖြစ်မှာလဲဒီတိုင်းပဲပေါ့မနေ့ရောက်ရင်အိယာနိုးလာမယ်ဘဝကောင်းရင်ကောင်းသလိုဆိုရင်ဆိုသလိုချစ်ဆက်သွားမှာအောင်ပဲမေးသွားဖို့ကြိုးစားရတဲ့အမှတ်တရတွေလည်းရှိလာမှာပဲမေးပြဖို့မကြိုးစားဘဲနဲ့မေးသွားတဲ့အမှတ်တရတွေလည်းရှိလာမှာပဲနောက်တစ်ချိန်ကအသေးပေါအောင်ကြိုးစားမိခဲ့ရတဲ့အမှတ်တရတွေကိုတရားကအစပြန်ဖော်ရင်တော့မှချက်ချင်းမမှတ်မိတော့တာတွေလည်းဖြစ်လာမှာပဲဒါကဘဝပဲနော်ဟုတ်ပါ memory plate ကနောက်ဆုံးနဲ့အမှောင်နဲ့တူဝင်ပြီးပျောက်ကွယ်သွားတယ်နောက်ဆုံးအနေနဲ့အေးမြရဲ့ကိုယ်နှံခတ်ဝါကိုရတယ်နောက်တော့လူတွေကအချိန်တွေကိုပဲချစ်တာပါကိုရဲ့အချိန်တစ်ခုကိုချစ်ရင်နဲ့အဲ့ဒီအချိန်မှာရှိနေတဲ့သူကိုချစ်တာတကယ်လားလူကိုချစ်မှန်ဆိုအချိန်ဘယ်လောက်ပြောင်းဘယ်ချိန်ရောက်ချစ်နိုင်ရမှာပေါ့ဆိုပြီးတော့ဝမ်းနေတဲ့အတန်နဲ့ပြောတဲ့မိမအတန်ကိုခတ်ဝေးရနေကြတယ်လို့ကြားရတယ်အေးမြပြောခဲ့တာလို့ထင်ပါတယ်သိချာတော့မမှတ်မိဘူးခံရတာကျွန်တော်မဟုတ်လို့နေပါလိမ့်မယ်တီနို memory plate ဒီဝတ္ထုကိုကျွန်တော်ကဒီနှစ်3လပိုင်းရရှိခဲ့တာပေါ့နော်စာအုပ်ထုတ်တဲ့ထဲတော့မပါသေးဘူးဘာဖြစ်လို့လဲဆိုတော့စာအုပ်ကအဲ့နောက်ပိုင်းဟာရမထုတ်ရသေးဘူးမီတို့ကြောင်တို့နောက်ပိုင်းဟာကြီးမထုတ်ဖြစ်သေးဘူးပေါ့နော်အဲ့တော့လောလောဆယ်တော့ကျွန်တော် YouTube ပဲဒီ audio book လေးပေါ့နော်အဲ့လေးကျွန်တော်ပုံမှန်လေးကျွန်တော်စူးစမ်းပြီးတင်ပေးသွားဖို့ရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါလို့အတိမိတ်ဆွေတွေကကျွန်တော်စာဖတ်တဲ့လူတွေရှိရင်ဒါမှမဟုတ်ဒီ audio book ဒီနားထောင်အတန်ဇာလန်းတွေပေါ့နော်နားထောင်ကြိုက်တဲ့လူတွေရှိလို့ရှိရင်ကျွန်တော်ကို share ပေးကြပါလို့ကျွန်တော်တောင်းဆိုပါတယ်ပြီးတော့ like တို့ comment တို့ပေါ့နော်ဒီ YouTube မှာပါလို့ပေးချင်တာရှိလဲပေးခဲ့လို့ရပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ